လေကားတက်စင်းမှာဒူးမနာပဲဒူးအတန်မြည်နေတဲ့သူတွေရှိပါသလားရှိလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နေ့စဉ်ဘဝအနေတိုင်းလှူရှားမှုပုံစံမှန်မှန်တာတွေအကြောင်းဖြစ်တဲ့ဒူးနာခါနာပခုံးနာစကြောတက်စတဲ့ဝေနာတွေကိုသိပ္ပံနည်းကျလေ့ကျင့်ခန်းနည်းစနစ်များဖြင့်တက်တာပြောက်ကင်းအောင်ပြုလုပ်ပေးနေတဲ့ rehab trainer ပိုင်ဆိုးပဲဖြစ်ပါတယ်ခင်ဗျာဒူးအတန်မြည်တာနဲ့ပတ်သက်ပြီးတော့ဒူးစစ်ရဲ့ structure လေးကိုကျွန်တော်ပြောပြပေးပါမယ်ဒူးစစ်မှာကျွန်တော်ချောစီလို့ခေါ်တဲ့အရည်လေးရှိတယ်အယိုးနှုလေးရှိတယ်အယွက်ကလေးရှိတယ်ဒူးစစ်ကိုထိန်းပေးထားတဲ့ကုထိန်းပေးထားတဲ့ကြွက်သားတွေရှိတယ်ဆိုတော့ဒီလေးခုပေါ့ဒီလေးခုကတခုခုချိုရင်းတွင်ဒူးကအတန်မြည်တာတွေဒူးနာတာတွေဖြစ်ပါတယ်အမှချောစီနေပြီးတော့အယိုးနှုလေးအယွက်လေးကြိတ်ပြီးတော့လေဒူးအတန်မြည်နိုင်ပါတယ်နောက်တစ်ခုကဒီကြွက်သား imbalance ပေါ့နော်မာဆယ်တွေကသူ့လို့သူမလုပ်တဲ့အတွက်ကြောင့်ဒီသူ့ရဲ့ဒီဒူးစစ်ရဲ့ direction တွေပေါ့နော်လှုပ်ရှားတဲ့အခါမှာကိုယ်လိုက်ဆန့်လိုက်လို့တဲ့အခါမှာဒီဂုံညင်းရိုးလေးကပေါ်အောက်သွားတယ်ပေါ့နော်အဲ့ပေါ်အောက်သွားတဲ့အခါမှာမာဆယ် imbalance ကြောင့်တောင်းကပ်ပြီးတော့အယွတ်နှစ်ခုကြိတ်သွားရင်လည်းအတန်မြည်နိုင်ပါတယ်ဒီချောစီထဲမှာပါဝင်တဲ့အောက်ဆီဂျင်တွေကာဗွန်ဒိုင်အောက်ဆိုက်တွေနိုက်ထရိုဂျင်တွေပြိုကွဲပြီးတော့ pressure ကြောင့်ပေါ့နော်ဖိအားကြောင့်ပြိုကွဲပြီးတော့ဘူစီပေါင်းလေးအနေနဲ့ပေါက်ပြီးတော့လည်းအတန်မြည်နိုင်ပါတယ်ဘူးအတန်မြည်တာနဲ့ပတ်သက်ပြီးတော့အကြောင်းရင်းတွေအများကြီးရှိရပေါ့နော်ဒီထဲမှာတချို့ကျွန်တော်ပြောပြပေးတာပါအဲ့လိုမဟုတ်ဘဲနဲ့ဒူးကအတန်လည်းမြည်နေတယ်ရောင်လည်းရောင်နေတယ်ကျင်တာတွေထုံတာတွေလည်းဖြစ်နေတယ်ဆိုရင်တော့ဆရာဝန်နဲ့ကုသမှုခံယူတောင်ရှေ့ကတင်းနေတဲ့ကြွက်သားလေးရှော့ဖို့နေရင်လေးကိုကင်မယ်ခြေထောက်လေးကိုရှော့ပြီးတော့နောက်ကိုဆွဲထားလိုက်ဒါဆိုရင်ကျွန်တော်တို့ပေါင်ရှည်လေးတွေတင်းလာပါလိမ့်မယ်10မိနစ်လောက်ပေါ့ကျွန်တော်တို့ပြေရော့သွားတဲ့အထိဒီတိုင်းဆွဲထားမယ်ဘယ်ရောညာရောသွားပေးမယ်ပေါ့နော်ခြေထောက်ကတင်မားကျယ်တိုင်းမယ်ပြီးရင်နေရာမှာတင်မားကတ်တယ်ကြောကတ်တယ်ခေါင်းလေးကတ်ထားတယ်ပြီးရင်ခြေဦးလေးကလည်းတည်ထားတယ်ပေါ့နော်ပြီးရင်ခြေထောက်လေးကိုကုတ်တယ်အပြင်ကိုလိန်လိုက်တယ်ဖြဲလိုက်တယ်ကုတ်ဖျားလေးသုံးပြီးတော့ဒူးကောင်းကိုရှေ့ကိုတက်ထုတ်ပါညားလေးတင်းလေးတင်းလာပေါင်လေးတင်းလာအဲ့တိုင်းလေးပဲရက်ထားမယ်ကိုရသလောက်ပေါ့ဟိုမှာကိုကစက္ကန့်20ကနေ30ထိရတယ်ဆိုရင်တော့၄ကြောလောက်ပါဒူးတန်မြင်ဘာတွေလောက်ရမယ်ဆိုတာသိလောက်ပြီလို့ထင်ပါတယ်ကျွန်တော်နဲ့အနီးကပ် rehab training လုပ်ချင်ပါက Telegram Viber နံပါတ်399699 8666တို့အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ